လေရင်မဲကခရီးသည်ရဲ့ဇွန်းကိုမတော်တဆထိမိသွားတယ်ခရီးသည်ကစကားတစ်လုံးမှမပြောဘဲပူပူနွေးနွေးကော်ဖီကိုသူ့မလက်ပေါ်တိုက်ရိုက်လောင်းချလိုက်တဲ့လေရင်မဲကသူမကိုစိတ်မဆိုးပါဘူးဘာလို့လဲဆိုတော့အဲ့ဒီမိန်းကလေးကထိုင်းနိုင်ငံရဲ့အစ်စ်မြင့်မင်းသမီးတစ်ပါးဖြစ်လို့ပါမင်းသမီးကလေရင်ပေါ်မတက်ခင်ကတည်းကလေရင်တစ်ခုလုံးကိုကြိုတင်ဖို့ကင်လုပ်ထားပြီးသားပါလေရင်မဲကမိဖို့ချောင်းကိုပြန်သွားရုံကလွဲလို့တခြားနည်းလမ်းမရှိပါဘူးမင်းသမီးကိုလက်စားချေဖို့အတွက်ထောင်းမြင့်ဖက်နှက်ကိုချုပ်ပြီးကော်ဖီကိုဖက်နှက်နဲ့ညီညီညာညာရောငွေလိုက်တယ်ပြီးတော့မင်းသမီးစီပြန်ယူလာပေးတယ်ဒါပေမဲ့မင်းသမီးကသူမကိုတတိထားမိပြီးလေရင်မဲကိုလက်ထဲကအပြာရောင်ကြောက်မြက်လက်စွပ်ကိုချုပ်ပေးဖို့ပြောလိုက်တယ်မင်းသမီးရဲ့မစင်မချင်တောင်းဆိုမှုတွေကိုရင်ဆိုင်ရတဲ့အခါလေရင်မဲကနာခံယုံမဲတက်နိုင်တယ်လေရင်မဲကလက်စွပ်ကိုချုပ်ပြီးတဲ့နောက်မင်းသမီးကမြေပြင်ပေါ်ပစ်ချပြီးသူမရဲ့ဖက်နှက်နဲ့နင်းလိုက်တယ်ပြီးတော့လေရင်မဲကိုနေ့လယ်စာပြင်ပေးဖို့တောင်းဆိုလိုက်တယ်လေရင်မဲကနေ့လယ်စာယူလာပေးတဲ့အခါမင်းသမီးကတမင်တကာပြဿနာရှာပြန်တယ်သူမကဒါကိုမကြိုက်ဘူးကနန်းစာပဲစားကျင်တယ်လို့ပြောလိုက်တယ်မင်းသမီးဟာပင်လယ်စာနဲ့ဓာတ်မတည့်ဘူးဆိုတာသိတဲ့အတွက်လေရင်မဲကကနန်းစာတွေကပင်လယ်စာတွေကိုဓာတ်ရိုက်ထုတ်ယူပြီးခောက်ဆွဲကိုအပူပေးပြီးမင်းသမီးစီယူလာပေးခဲ့တယ်ဒါပေမဲ့မင်းသမီးကခောက်ဆွဲစားလိုက်တဲ့အခါချက်ချင်းပဲချောင်းဆိုးလာတယ်ချောင်းဆိုးပြီးခောက်ဆွဲတွေကိုထွေးထုတ်လိုက်တော့မင်းသမီးရေချိုးခန်းသွားရမယ်မင်းသမီးရေချိုးခန်းကပြန်လာတော့ဓာတ်မတည့်မှုကြောင့်မျက်နှာမှာအနီကွက်တွေဖုံးလွှမ်းသွားတယ်အစာပိုင်းမှာတော့မင်းသမီးကပြက်နာရဲ့ပြင်းထန်မှုကိုသတိမထားမိခဲ့ဘူးဒါပေမဲ့နောက်တစ်နေ့မျိုးကိုပြန်ဖို့ပြင်ဆင်နေတော့မင်းညကမင်းသမီးကွယ်လွန်သွားပြီဆိုတဲ့သတင်းကို TV မှာကြားလိုက်ရတယ်